ပြီးတော့အတန်လည်းမမီတော့ဘားတန်းလေးလည်းမတက်တော့အဲ့မှာကျွန်တော်ကြိုးပြတ်နေတယ်ဗျကျွန်တော်ဒါလေးကိုအပြင်ကနေအရင်စမ်းကြည့်မယ်ဗျဒီမှာသူကဆိုဘားတန်းကအကြောင်းအရှိတက်တယ်ဗျပြီးတော့ဒီမှာအတန်ကလည်းစက်တိုက်ခက်စစ်စစ်မီနေပေါ့နော်ဒီမှာနားထောင်ကြည့်လိုက်ဗျဟုတ်တယ်နော်အဲ့လိုဘားတန်းကလည်းအကြောင်းအရှိပြမယ်ကျွန်တော်အတန်ကလည်းခက်စစ်စစ်ဖြစ်နေဆိုရင်ဒီကောင် face ပေါ့နော်ဒီမှာဆိုရင်ခုနကလိုဘားတန်းအကြောင်းအရှိမတက်တော့ဘူးပေါ့နော်တန်းကလည်းကျွန်တော်ခုနကလိုတီမဟုတ်တော့တစ်ချက်ပဲမီတော့ဗျဒါဆိုရင်ကျွန်တော်ဒီအောက်ကဟာ neutral ပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီအိမ်မှာတုံးတဲ့ tester ရေလို့ပေါ့နော်ဒီအပေါက်ထဲထိုးထည့်ပြီးမှကျွန်တော်စစ်ပြပေးမယ်အဲ့ဒါဆိုရင်အရင်ဆုံးကျွန်တော်ဒါလေးဖိလိုက်မယ်နော်ဒါလေးဖိပြီးမှခုနက face ဆိုတဲ့အပေါက်ထဲထိုးထည့်လိုက်မယ်အဲ့လိုဖိပြီးကျွန်တော်စစ်လိုက်ရင်ဒီကဒီမှာအနီရောင်လဲပြရတယ်ပြီးတော့ဘိုးကိုလည်းပြရတယ်ဗျဒီမှာဆိုရင်138ဘိုးပေါ့နော်ဒီမှာဆိုရင်လည်းကျွန်တော်အတန်မီနေရပေါ့နော်ဒီမှာဘားလန်းလေးတက်နေဒီဘက်ရောက်မမီတော့အတန်လည်းမမီတော့ဘားလန်းလေးလည်းမတက်တော့အဲ့မှာကျွန်တော်ကြိုးပြတ်နေလေဗျအောင်ထဲမှာအလုပ်လုပ်ရင်အဆင်ပြေရဗျဒါလေးကိုကျွန်တော်ဈေးနှုန်းကိုအောက်မှာရေးထားပေးမယ်